ဒီမှာတော့ဟိုဘုန်းချက်ရှိတော့ရဲ့ဟိုလာချက်ရှိတော့ဒါလည်းတူတူပဲထင်တယ်တမျိုးအယောင်ထုတ်ပဲကွာသွားတာဒါတော့ပြီးတော့ဝဲဒါငါ6ပေါ့နော်အပိကဲမဒါတော့ယူရီးယားနဲ့ထုတ်လုပ်တဲ့ဟာလေးပေါ့နော်အရင်စကောနဲ့ပြုတ်လေးနဲ့ပေါ့နော်ယူရီးယားနဲ့ထုတ်လုပ်တာဆိုဒါမျက်စိကျဲလေးပေါ့နော်ဒါရှုံးကျဲလေးထင်တယ်ညောင်းတော့ညောင်းလာပြီမမဖာရီလေးရောက်ပါပြီပေါ့နော်မမဖာရီကတော့ဖာလိုက်ကြီးအိမ်မှာထားတာပေါ့နော်ဖာလိုက်ကြီးရှိပါတယ်ဟိုတော့မှယူလိုက်လို့ရပါတယ်ဖာလိုက်ကြီးရှိရပေါ့နော်ဒါကတမျိုးဝယ်ပါပြီပေါ့နော်မဒါဒီချက်မေးရအော်ဒါခါလေးရပါတယ်မအိတ်လေးပေါ့နော်အိတ်လေးရပါအိတ်ရှိရပြပါမယ်အိတ်ရှိရလဲဆိုဒီမှာပေါ့နော်ဒီမှာဒါပါလဲတော့အရင်ကတည်းကအိတ်လေးရှိပါတယ်အကြီးအိတ်လေးလည်းရှိပါတယ်နောက်ခါကျရင်လာဝယ်ယူအပေးပေါ့နော်မတားတော့ဘာပေါ့နော်ပါရီစင်ကြားလာတော့မတတော့ဒါပဲကြံတော့ဟုတ်ကြံတော့လေပေါ့နော်ပေါ်ဖြိုရည်တွေခောက်စပူးလေးတွေမဟုတ်ပေါ်လောက်စားကြပေါ့နော်ဟုတ်ပေါ်အရင်စားကောင်းနေပေါ့လောက်စားရင်ကောင်းနေပေါ့နော်မတည့်ဒီနေ့မှရွှေခဲ့တဲ့ဒီစားကောင်းနေပေါ့နော်တက်စီလေးလည်းရှိတယ်တက်စီတပူတတောင်းပါဒါတော့မနေ့တိုင်းခောက်ဆွဲရောက်နေနေရာလေးပေါ့နော်အခုကရေကပုံးနဲ့မှဖြော်ရည်လေးရှိရဲပေါ့ဒါခောက်ဆွဲရောက်တဲ့နေရာလေးပေါ့နော်အေးရဲ့နားလေးမှာအိတ်ထဲမှာပေါ့နော်အိတ်ထဲမှာကျတော့ပကံလေးထည့်ထားပါတယ်ဟိုဘက်နားလေးပြမယ်နော်ဟိုကတိတ်ကြီးမစုံသေးဘူးပေါ့နော်ဒီမှာဒါလေးရောပေါ့နော်အာလီကျော်က2500ပါအိုင်လက်က1000ပါဒီရဟာ2500ပါဒီရဟာလေးပေါ့နော်ဒါရွှေဥကျော်900ပါဒါမလာအနစ်ဟောပေါ်နစ်လာပြီးတော့ဒါလေးငပိလေးတွေရောချူချဲလေးတွေနွားမကြီးတွေရောမကော်ဖီတုပ်လေးရောပေါ့နော်ဒီထဲပုံလေးဒါခောက်စဲများနေတယ်ဒါမှပေါ့နော်ခဏငါပြတဲ့ဟာအော်ဒီမှာတိရောက်ခဲ့တယ်ဒီမှာသူများရောင်းလာအာလူကျော်လေးရောရပါမယ်ချူချင်းမလေးတွေရောဟောလေးတွေအယုတ်ကလေးရောပြပါမယ်အသားတူလေးတွေရောက်တယ်ဒါလေးရောရောက်ပါတယ်တာပါနော်ဖြားစင်လေးရောပြလိုက်ပါ